ပဇွန်ကြော်စားပါမယ်ဆိုကြိုင်းငါးသီးကသူ့လဲအိုးထဲပါခြင်းနဲ့ဆိုလို့3လုံးလောက်ကောက်ထည့်လိုက်တယ်ပဇွန်တွေကိုအင်ကြီးချုပ်ပြီးရင်တော့အတင်းပါခြင်းနဲ့ကြိုင်းငါးသီးလေးကိုထချမ်းချမ်းပြီးအလဲအစီလေးကိုထုတ်ထားလိုက်မယ်ကြိုင်းငါးသီးလှီးတဲ့ချိန်လေးအရာပပလေးလှီးဖို့မလိုမထုံမပလေးလှီးရင်ရပြီဘာဖြစ်လို့လဲဆိုတော့ပြီးရင်အဲ့ဒါတွေအကုန်လုံးစားနဲ့ပြန်နေမှာလေကိုကခါးတာကြိတ်တယ်အခါစားနိုင်နေဆိုရင်တော့စားနဲ့နေမစီလဲရတယ်အခါရောက်သွားစေချင်ရင်တော့စားနဲ့နေပြီးတော့ဒီလိုမျိုးအစိမ့်ရည်တွေထွက်လာတဲ့ဒီတေချာလေးဆေးရပါမယ်ပြီးရင်တော့အဲ့ဒါကိုရေ3လေးလောက်ထပ်ဆေးရပါမယ်ကြိုင်းငါးသီးကိုစားနဲ့နေပြီး3ခါလောက်ရေချိုးပေးပြီးတော့ခါနေဦးမှာဆိုလို့နောက်ထပ်စားနဲ့ထပ်ထည့်ပြီးတော့ထပ်နေပါမယ်ရေသေးချပြောင်းဆေးပေးပါဒါလေးကတော့ကြော်ဖို့အတွက်ဆင်းသင်းဖြစ်နေပြီပေါ့နော်ပစုံရောကြိုင်းငါးသီးရောအိုးတဲ့စီထက်စီပူလာပြီဆိုရင်တော့ကျမအမေဟင်းချက်နှစ်မုံကိုပဲထည့်လိုက်ပါတယ်အမေဟင်းချက်နှစ်မုံမှာကျွတ်သွန်ဖြူနင်းရုပ်သီးပြင်အယောင်တင်နှွင်းပါတယ်ဆိုတော့ကျွတ်သွန်ဖြူနင်းရုပ်သီးထထောင်းဖို့မလိုတော့တာစီတက်လို့မွေးလာရင်တော့ပစုံလေးတွေကိုထည့်လိုက်ပါတယ်ပြီးရင်တော့ကြိုင်းငါးသီးလေးတွေကိုထည့်လိုက်ပါတယ်အရသာတော့ကတော့မြင့်ငပီလေးနည်းနည်းရဲ့အချုံမုံလေးနည်းနည်းရဲ့စားလေးနည်းနည်းလေးပဲထည့်လိုက်ပါတယ်အဲ့ဒါတွေအကုန်လုံးကိုသေချာနှောက်အောင်မွေးပြီးွားရင်ဆိုရင်တော့ကြိုင်းငါးသီးတွေနူးလွင်အောင်လို့ရေလေးနည်းနည်းလေးထည့်ပြီးတော့အဖုံးခဏအုပ်ထားလိုက်ပါမယ်ထည့်ထားတဲ့ရေလေးတွေကလည်းခန်းလာပြီးဒီလိုနေဆိုရင်တော့ပစုံကြိုင်းငါးသီးကြော်လေးရပါပြီအမေဟင်းချက်နှစ်မုံကဒီလိုအသေးပဲကြော်တာလည်းမဟုတ်ဘူးเนาะစီတက်ချက်လုံးချက်ကြိုက်သလိုချက်လို့ရတယ်ဒါကတော့အမေဟင်းချက်နှစ်မုံကိုသုံးပြီးချက်ထားရဲကျမရဲ့ပစုံကြိုင်းငါးသီးကြော်လေးပါအဆုံးထိကြည့်ပေးလို့ကျေးဇူးပါ bye